ဒါတော့9ရက်9လ2026ညနေ4နာရီခွဲကဲမိတ်ဆွေများမနေ့ကတော့နက်ခတ်နဲ့စဖွင့်သွားပြီ3-1နဲ့8-1နက်ခတ်ခဏလေးကြာလဲကြာတဲ့ပြေဗျာတောက်ကြနေရ38 8နဲ့8-1တယ်ဗျာကဲစီနီယံသွားတယ်ဗျာပါလေပြောချင်တော့8-1 8နဲ့8-3နဲ့8-4ထိလာအောင်မလားပြောတော့မရဘူးကြီး8-4ထိလဲကြာရနေအောင်ခုတစ်ပရိတ်တစ်ပရိတ်6ပရိတ်ကလည်းခင်ဗျားတို့တစ်ပရိတ်6ပရိတ်အခုကြံ4ရက်ကိုတစ်ပရိတ်6ပရိတ်အစဲအောင်မှာပဲဘယ်ကောင်စဲမညောင်းတော့မသိတစ်ပရိတ်6ပရိတ်ကလည်းမွေးကိုမွေးတွေနေတစ်ပရိတ်6ပရိတ်ရှုံးတော့မရှုံးတော့ဘူးတစ်ပရိတ်6ပရိတ်ထိုးနေအပတ်တိုင်း2ကြိမ်3ကြိမ်2ကြိမ်3ကြိမ်ပဲတစ်ပရိတ်6ပရိတ်ဟုတ်တယ်နော်တစ်ပရိတ်6ပရိတ်က2ကြိမ်3ကြိမ်စင်းနေပြီးတဲ့ဘက်ကတော့ဒါနက်ခတ်မစင်းခဲ့ဘူးအခုနက်ခတ်နဲ့စကြည့်ရစစ်တော့ကြာကျွန်တော်ဒါအဖိုးနေက4တော့ပြောထားတယ်နော်ဒါ4အခုမှတနင်္လာရှိသေးတယ်4ကတော့မစင်းနေဘူးမွေးကနန်းလေး4ပြောထားပါတယ်ဒါဆိုရင်ခဏဘေးရိုက်စမ်းမယ်ဆိုတော့အဲ့ဒါဆိုရဒီရိုက်စား6 3ည8ပေါင်းချင်း6 3ည8ပေါင်းချင်း6 3ည8ပေါင်းချင်း4လို့ရိုက်တယ်6 3ည8ပေါင်းချင်း4နှစ်ပေါင်းချင်း4 6 3ည8ပေါင်းချင်း4နှစ်ပေါင်းချင်း49 9 3ပေါင်းချင်း9 9 3ပေါင်းချင်းခွဲအားကြောင့်မို့ခဏနေရ9ဒီ3မဟုတ်ဘူး sorry အဆွေရခွင်ကနန်းကြီးကထက်6နှစ်9ပေါင်းချင်း6နှစ်9ပေါင်းချင်းခွင်ဒီကလေးအောက်ကလည်းခွင်ဖြစ်နေကျွန်တော်အပေါ်အောက်နည်းနည်းလေးလွဲသွားတယ်6နှစ်9ပေါင်းချင်းခွင်မလို့4 3ပေါင်းချင်းသူလည်းပဲခွင်လို့ရဟုတ်ပြီနော်6နှစ်9ပေါင်းချင်းခွင်4 3ပေါင်းချင်းခွင်6 3ည8ပေါင်းချင်း4နှစ်ပေါင်းချင်း4နှစ်9 8ပေါင်းချင်းနှစ်9 8ပေါင်းချင်း9ဒါဆိုရင်သူလည်းပဲ9လို့ရိုက်ချင်ဒါဆိုပါရှိတယ်1ထက်1ပိတ်8 1ပေါင်းချင်း9နှစ်9 8ပေါင်းချင်း9 8 1ပေါင်းချင်း9 6နှစ်9ပေါင်းချင်းခွင်4 3ပေါင်းချင်းခွင်6 3ည8ပေါင်းချင်း4နှစ်ပေါင်းချင်း4အဲ့ဒါ6နှစ်9ပေါင်းချင်း
6နှစ်5ပေါင်းရင်3 6နှစ်5ပေါင်းရင်3မှာ6 4 3ပေါင်းရင်6 4 3ပေါင်းရင်တူလည်းပဲ3 6 4 3ပေါင်းရင်3 6နှစ်5ပေါင်းရင်3နှစ်8 3တူလည်း3လို့ရိုက်မယ်နှစ်8 3ပေါင်းရင်3 3တူ3နှစ်8 3ပေါင်းရင်3 6 4 3ပေါင်းရင်3 6နှစ်5ပေါင်းရင်3နေကြီးတယ်ဟုတ်တယ်နော်6နှစ်5ပေါင်းရင်3မှာ6နှစ်5ပေါင်းရင်3မှာ6 4 3ပေါင်းရင်သူလည်းပဲ3 6 4 3ပေါင်းရင်3နှစ်8 3ပေါင်းရင်3ပထမ6 3 8ပေါင်းရင်4နှစ်ပေါင်းရင်4 6နှစ်9ပေါင်းရင်ခွင်4 3ပေါင်းရင်ခွင်နှစ်9 8ပေါင်းရင်9 8 1ပေါင်းရင်9 3 1 3 1 8ပါဝါ3ဒီဘက်ဆိုင်ကတော့ဒီဘက်ဆိုင်လေးက6 4 6ပေါင်းရင်6 4 6ပေါင်း6 4 6ပေါင်းရင်6ပါဆောကျွန်တော်တခုကြံတော့တယ်ဒီဘက်ဆိုင်ကပိတ်လိုင်းလေးတခုတော့ရှိသေးတယ်ဗျာခင်ဗျားတို့ဒီဘက်ဆိုင်လေးကဒီပေါင်းချင်းလည်းရှိတယ်ဗျာဒီပေါင်းချင်းလေးတစ်ချက်တော့သတိထားပါဗျာဒီပေါင်းချင်းလေးကဒီ6နှစ်6 9နှစ်ပေါင်းချင်းဒီ3လုံးပေါင်းချင်းခွင့်ရတယ်လို့ဒီ6 8 3လဲခွင့်ရတာပဲ6 8 3ပေါင်းရင်လဲခွင့်6 9နှစ်ပေါင်းရင်လဲခွင့်ဒါဆိုရင်နှစ်1ပေါင်းရင်ဘယ်လောက်တော့နှစ်1ပေါင်းရင်တော့ခွင့်ဖြစ်ချင်တော့ကြဒါ4ဆိုကနန်းဟော4ဘိတ်3 4လဲရှိတယ်3 1လဲရှိတယ်4ဘိတ်နှစ်1 4ပေါင်းရင်ခွင့်6 8 3ပေါင်းရင်လဲခွင့်6 9နှစ်ပေါင်းရင်လဲခွင့်ဒါကြိုက်တာခင်ဗျားတို့ကြိုက်တဲ့ line ပေါ့ဗျာကျွန်တော်ယူဆတော့ညလည်းအဲ့လိုယူဆကြည့်တယ်ဒီတိုင်းလေးရှိတယ်ဆိုတဲ့အကြောင်းဒါပြပြီးတယ်ဟုတ်ပြီနော်ဒါ6 8 3ပေါင်းရင်ခွင့်ဖြစ်တယ်နှစ်1 4ပေါင်းရင်ခွင့်ဖြစ်တယ်6 9နှစ်ပေါင်းရင်လဲခွင့်ဖြစ်တာဒါဖြစ်ချင်းနေဆိုတော့ဒီဘက်ဟာပြန်ဆက်6 4 6ပေါင်းရင်ခွင်3 ညပေါင်းရင်3 3 ညပေါင်းရင်ဘယ်လောက်တော့6 3 ညပေါင်းရင်6 6 4 6ပေါင်းရင်6လို့ဆိုရင်8သူလည်း6လို့ဖြစ်ချင်ပါရှိ3ညကိုင်းပြီ3ညတော့လာပြီဒီဘက်3ညတွေများမြည်ဝင်လား3ညတွေများမြည်ဝင်လားတဲ့6နှစ်1 6နှစ်1ပေါင်းရင်6နှစ်1ပေါင်းရင်9
6နှစ်တစ်ပေါင်းခြင်း9 3 3ည6 3 3ည6ပေါင်းခြင်း9ပဲနှစ်6နှစ်တစ်ပေါင်းခြင်း9 3 3ည6ပေါင်းခြင်း9 3ည1ကဲ3ည1ပေါင်းခြင်း1 9ဖြစ်ချင်တော့ကြာဘာရှိ8ပဲဗျာကိုင်းမြာကဲမိတ်ဆွေတို့80ကြီးတယ်ဗျာကျွန်တော်စောစောက84ဒီပဲ81 82 83 84လဲထွက်နိုင်နေလေအခု80တဲ့ဗျာအခုကျွန်တော်ရတာ80 81 82 83ကဲစီနီယာဗျာပေးမပေးတော့မသိဘူးကျွန်တော်ကတော့အိုက်တန်ရတယ်ဗျာသူတောင်ချပေးသေးတယ်ဗျာဒီပဲ83 82 81ဆို80ဆိုပြောတော့မရဘူးဒါအခု80ကျွန်တော်ရတယ်ဟုတ်တယ်နော်3ည18ပေါင်းခြင်း9 3 3ည6ပေါင်းခြင်း9 6နှစ်1ပေါင်းခြင်း9 6 4 6ပေါင်းခြင်း6 3 3 3ညပေါင်းခြင်း6 8 8 3ညပေါင်းခြင်း6ဟော3 3 3ည8 8 3ညအိုင်ဟောဇောင်းလေးတွေပဲ3 3 3ည8 8 3ညကဲမေး3တစ်3တစ်နဲ့80အရန်3လေးစောစော4ဘိတ်ရှိတဲ့အကြောင်းနဲ့ပြထားတယ်နော်မိန်း3တစ်နဲ့80မိန်းမှာ3တစ်80မိန်းအရန်3လေး3လေးနဲ့85အရန်မှာအားလုံးကိုကျေးဇူးတင်ပါတယ်တူရီဂျွန်ကြီး channel မှာ